بسم الله الرحمن الرحيم إمام کا سجدہ آیت پھبی سجدہ تلاوت لوگو میں توارے سوئیں مقتدی کا پالو یا ملے سے بسم الله الرحمن الرحيم إمام ဖြစ်စေ منفرد တကူတဲ့ဖတ်တဲ့ပုဂ္ဂိုလ်ဖြစ်စေနမတ်ထဲမှာစဂျီဒါအာယတ်ကိုဖတ်ပြီးတော့သူချက်ချင်းစဂျီဒါမလုပ်မိဘူးဆိုရင်ပုံစံနှစ်ခုရှိတယ်တခုကဘာလဲဆိုတော့ဒီစဂျီဒါအာယတ်ကိုဖတ်ပြီးတော့သူဟာ3အာယတ်မပြည့်ခင်မှာ3အာယတ်ဖတ်ပြီးတော့သို့မဟုတ်3အာယတ်မပြည့်ခင်မှာနမတ်ရဲ့ရူကူကိုလုပ်လိုက်စဂျီဒါလုပ်ဖို့တတိမရဘူးနမတ်ရဲ့ရူကူကိုလုပ်လိုက်တယ်အဲ့ဒီရူကူပြီးတဲ့နောက်ပိုင်းမှာနမတ်ရဲ့စဂျီဒါကိုလုပ်လိုက်တယ်ဆိုရင်ဒီစဂျီဒါအာယတ်တဲ့ဒီစဂျီဒါဟာအဲ့ဒီနမတ်ရဲ့စဂျီဒါထဲမှာအဒါဖြစ်သွားအကယ်၍လည်းပဲသူနီယတ်မလုပ်ပါစေဒီစဂျီဒါတီလာဝတ်ရဲ့နီယတ်မလုပ်ပါစေအဲ့ဒီနမတ်ရဲ့စဂျီဒါထဲမှာဒီဖတ်လိုက်တဲ့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်ရဲ့စဂျီဒါကအဲ့မှာအဒါဖြစ်သွားဒါပထမပုံဒုတိယပုံစံကအကယ်၍သူက3အာယတ်လည်းကြော်သွားပြီသူစဂျီဒါလုပ်ဖို့တတိလည်းမရဘူး3အာယတ်ကြော်သွားပြီနမတ်ဆက်ဖတ်နေတယ်ဆက်ဖတ်နေတယ်ဘယ်အချိန်မှာတတိရလာတယ်ငါစဂျီဒါအာယတ်ဖတ်ပြီးစဂျီဒါမလုပ်ရသေးဘူးဆိုပြီးဘယ်အချိန်မှာတတိရလာတယ်လဲအဲ့ဒီအချိန်မှာအလျင်မြန်သူစဂျီဒါလုပ်လိုက်ရသူရဲ့စဂျီဒါကအဒါဖြစ်သွားမယ်နောက်ဆုံးပညာရှင်တွေအမေရှိတယ်ဖီကာပညာရှင်တွေအမေရှိတယ်ဆလာမ်လှည့်လိုက်ပြီဆလာမ်လှည့်ပြီးသူဟာနမတ်နဲ့ဆန့်ကျင်ဘက်အမလ်တခုခုမလုပ်ရသေးဘူးဥပမာသူဒုနီယာဝီလူတယောက်နဲ့ဒုနီယာဝီစကားဒုနီယာစကားမပြောရသေးဘူးသူရဲ့ရင်ဘက်ကကေဘလာဘက်ကနေမလှည့်ရသေးဘူးအဲ့ဒီအချိန်မှာသူတတိရတယ်ဆိုရင်အဲ့ဒီအချိန်မှာသူအလျင်မြန်သူစဂျီဒါလုပ်လိုက်ရသူရဲ့စဂျီဒါအဒါဖြစ်သွားအကယ်၍အဲ့ဒီပုံစံနှစ်ခုစလုံးမဟုတ်သူပထမပုံစံလည်းမဟုတ်ဘူးဒုတိယပုံစံလည်းမဟုတ်ဘူးနမတ်ထဲမှာသူစဂျီဒါမလုပ်ပြီးမိပဲနဲ့သူနမတ်ပြီးသွားတယ်ဆိုရင်အဲ့ဒီစဂျီဒါကိုပြန်ပြီးလုပ်ရမလို့တော့ဘူးနမတ်ထဲမှာဝါဂျစ်ဖြစ်တဲ့စဂျီဒါကိုနမတ်ပြင်ပမှာအဒါလုပ်လို့မရတော့အဲ့တို့ကြောင့်သူ့အတွက်လုပ်ရမှာတခုပဲတောဘာအစ္စတစ်ဖာလုပ်ရမယ်တောဘာအစ္စတစ်ဖာလုပ်ဖို့သူ့အတွက်အရေးကြီးတယ်အဲ့တော့စောကမေကွန်းထဲမှာမုတ်တဒီကဒါကိုသတိရှိနေအီမမ်ကစဂျီဒါအာယတ်ဖတ်ပြီးစဂျီဒါမလုပ်မိဘူးဆိုတာကိုမုတ်တဒီကသတိရှိနေတယ်ဆိုရင်မုတ်တဒီအနေနဲ့ဘာလုပ်လို့ရတယ်လဲဆိုတော့အီမမ်ကိုလုကမာပေးလို့ရဘလို့လုကမာပေးမယ်အလ္လာဟူအက်ဘာAllahu Akbar ဒီတက်ဘီကိုဆိုပြီးအီမမ်ကိုလုကမာပေးလို့ရတယ်ဒါလည်းပဲအီမမ်ကတတိမရှိဘူးစဂျီဒါလုပ်ဖို့တတိမရှိမနဲ့သူနမတ်ကိုဆက်ဖတ်သွားတယ်ဆိုရင်မုတ်တဒီကအီမမ်ရဲ့အစ်တီဘာပဲလုပ်အစ်တီဘာပဲလုပ်ရင်နောက်ဆိုအီမမ်ဆလာမ်လှည့်လိုက်ပြီးဆိုရင်မုတ်တဒီကအီမမ်ရဲ့ဆလာမ်ပြီးတဲ့အခါမှာသူဒီစဂျီဒါကိုလုပ်လိုက်စဂျီဒါတီလာဝတ်ရဲ့စဂျီဒါကိုသူလုပ်မယ်ပြီးသူခိုင်ဒါပြန်ထိုင်ပြီးတော့ဆလာမ်လှည့်လိုက်ရမှာဖြစ်တယ်ဆိုပြီးဖီကာပညာရှင်တွေတင်ပြကြတယ်